ဂုဏ်ယူပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာဗုဒ္ဓဦးနေသားသမီးတနင်္လာနေသားသမီးစနေနေသားသမီးကြာသာပတေးနေသားသမီးတောက်ကြနေသားသမီးတွေရှိလားရှိရဆိုရင်တော့ yes လို့မှန်သွားပြီပါရှိတယ်ဆိုရင်တော့ yes လို့မှန်သွားပြီပါရှစ်ရက်အတွင်းမှာငွေ800 8000 8000 8သိန်းမှစပြီးသိန်း80သိန်း800အထိငွေဝင်လက်ရှင်ပြီးတော့စီးပွားတက်ကြပါလိမ့်မယ်အဆက်ဆက်ရရအဆင်ပြေကြပါလိမ့်မယ်เนาะအဲ့တော့ဒီနေ့နဲ့နေ့သားသမီးတွေပါခဲ့တယ်ဆိုရင်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာဒီနေ့နဲ့နေ့သားသမီးတွေပါခဲ့တယ်ဆိုရင်เนาะငါကန်ကောင်းပြီလို့မဖြစ်မနေမှတ်ပြီးသွားမှာ share သွားပါငါကန်ကောင်းပြီလို့မဖြစ်မနေမှတ်ပြီးသွားမှာ share သွားပါငါကန်ကောင်းပြီလို့မဖြစ်မနေမှတ်ပြီးသွားမှာ share သွားပါရှစ်ရက်အတွင်းမှာငွေသိန်းချီရာချီဝင်ကိန်းရှိပါတယ်အဆက်ဆက်ရရအဆင်ပြေမှာဖြစ်ပါတယ်ကောင်းတဲ့ကန်လေးတွေထိန်းထားခြင်းနဲ့ဆိုရင်တော့ငါကန်ကောင်းပြီလို့မှတ်ပြီးသွားမှာ share သွားပေးပါလို့ပြောချင်ပါတယ်ဗီဒီယိုလေးကိုလည်း like and share လုပ်ပေးပါအသေးလေးပေးပါအပေါင်းလေးနှိပ်ပါဆရာမရွှန်းလဲအောင်ဖြစ်ပါတယ်နက်ခတ်ပေးတဲ့လက္ခဏာလေးစိတ်နှောပညာရှင်ဖြစ်ပါတယ်ရှင်အဆက်ဆက်ရရအဆင်ပြေကြပါစေငွေတွေဝင်ပါစေနော်